တခွားသီးစားရစဉ်သူကစားလိုက်တာလေကွာဒီမှာငါလည်းမနေနိုင်တော့လိုက်လို့စားမိနေပြီတော်သားလေးကိုရေချိုးပေးလိုက်မှာကွာရေချိုးပေးပါပြီပြီးရင်တော့ထိတ်လေးတွေကိုဖြတ်ပေးလိုက်ပါတယ်တာဒါစက်တုံဖြူခွာတာတော့ easy ပဲကွာစက်တုံညီရောလာမခွာခိုင်းနဲ့ခွာရင်းနဲ့ရီစားအောင်တတိယတယ်လို့ပါကွာပြီးသွားရင်တော့မြေတီတော့ကတော့ကျွန်တော်ရှိတာလေးပဲထည့်လိုက်တယ်ဗျာအဆင်ပြေလားမပြေတာတော့မသိဘူးအရင်ဆုံးတခွားသီးလေးကိုအရင်ထည့်လိုက်ပါတယ်ပြီးတော့မှစက်တုံလေးလိုက်ထည့်ပါတယ်ပြီးမြို့တီတောင်းလေးထည့်ရှာလကာကြီးကတော့သုံးဖို့တပုံပဲလို့တော့ပြောတာပဲဒါပေမဲ့ကျွန်တော်ကတော့ထည့်လိုက်တာသုံးဖို့တပုံလားလေးဖို့တပုံလားမသိလိုက်ပါဘူးစားနဲ့ကြားနဲ့တော့အဆင်ပြေလို့လေးထည့်လိုက်ပါတယ်ပြီးတော့ရှင်လေးထည့်ပြီးတော့ပြီးပါပြီပေါ့နော်ကျွန်တော်ရှင်လေးထည့်တာတော့မပြတော့ဘူးအလုံးမဲ့ဘိုင်ဘိုင်ပါစားတဲ့ချိန်ညဗီဒီယိုတင်ပေးပါမယ်